ကြောက်ကအားကောင်းစေမယ့်အစားအသောက်9မျိုးကြောက်ကဆိုတာလူခန္ဓာကိုယ်မှာရှိသမျှအစိတ်အတောက်တွေကိုဆေးကနေတစ်ဆင့်စွန့်ထုတ်တန့်စင်ပြီးတဲ့အရေးပါတဲ့အစိတ်အပိုင်းပါကြောက်ကပုံမှန်လုံးမလို့တော့ရင်အစိတ်အတောက်တွေပြေးလာပြီးတော့ယောဂဝေဒနာဖြစ်စီတဲ့ခန္ဓာကိုယ်ဖြစ်လာပါလိမ့်မယ်နော်ဒါကြောင့်ဒီနေ့မှာတော့ကြောက်ကချမ်းမအောင်လို့ဘာရီစားတင်လဲဆိုတာကိုပြပြပေးချင်ပါတယ်ဒီအကြောင်းအရာလေးမစခင်မှာဗီဒီယိုတစ်တင်တိုင်းသိရအောင်လို့ကျမတို့ရဲ့အကောင့်လေးကို follow လုပ်ခဲ့ကြပါအောင်နော်ပထမဆုံးတစ်မျိုးကတော့ပန်းသီးပါပန်းသီးကကိုလက်စထရောနဲ့ဂလူကိုပမာဏကိုလျှော့စေနိုင်တဲ့ပျော်ဝေအမြင်ဆက်ပတင်းပါဝင်တဲ့အရင်းမြစ်တစ်ခုဖြစ်ပါတယ်ဒါပေမဲ့အခွန်မှာစားဖို့တော့မမေ့ပါနဲ့နော်ပန်းသီးရဲ့အခွန်မှာဒလို့ဆက်ရည်ပစ္စည်းတွေအများကြီးပါဝင်တယ်လို့ပန်းသီးစိမ်းမှာဆိုရင်လည်းဗီတာမင် C ကျွဲဝပါတယ်နောက်တစ်မျိုးကတော့ blueberry ပါ blueberry သီးတွေကကယ်လိုရီငယ်ပြီးတော့ဗီတာမင် C နဲ့အမြင့်ဓာတ်တွေကျွဲဝပါတယ်ဒီအသီးကကင်ဆာရောဂါနှလုံးရောဂါတွေကိုကာကွယ်ပေးပြီးတော့အုံနောက်ကိုအကျိုးပြုတယ်လို့လေ့လာမှုတွေသိရပါတယ်ရှင်နောက်ထပ်တစ်မျိုးကတော့ omega 3 fatty acid ပါအကျိုးပြုအဆီဓာတ်လို့ခေါ်တဲ့ omega 3 fatty acid တွေကိုပင်လယ်ငါးတွေစီကနေပြီးတော့ရရှိနိုင်ပါတယ်အကျိုးပြုအဆီတွေကအာရုံကြောစနစ်ရဲ့ဆဲတွေတိစောက်တဲ့နေရာမှာအဓိကနေရာကနေပါဝင်ပါတယ်နှလုံးကြွတာတွေကိုအားကောင်းစေတယ်ခုခံအားစနစ်ကိုလည်းအားကောင်းစေပါတယ်လိုအပ်တဲ့အာဟာရတွေစုပ်ယူတဲ့နေရာမှာလည်းအကူအညီပေးပြီးတော့အုံနောက်နဲ့အမြင့်အာရုံဖွံ့ဖြိုးစေဖို့အတွက်လည်းသူကအဓိကထောက်ပံ့ပေးပါတယ်omega 3 fatty acid တွေကနှလုံးရောဂါဖြစ်နိုင်ခြေကိုလျှော့နေစေတယ်။သွေးလေးကိုလက်စထရောတွေကိုကျစေပြီးတော့သွေးတို့ကိုကျစေတယ်လို့လည်းလေ့လာတွေ့ရှိထားပါတယ်ရှင်။နောက်တစ်မျိုးကတော့ကိုက်လန်ပါ။အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေထဲမှာပါဝင်တဲ့ကိုက်လန်ရဲ့အကျိုးကျေးဇူးတွေကလည်းအတော်များပါတယ်။သူ့မှာဗီတာမင် A, ဗီတာမင် C, ဗီတာမင် K နဲ့ကယ်လ်ဆီယမ်ပါဝင်အရေးပါတဲ့ဗီတာမင်နဲ့သတ္တုတွေအများကြီးပါဝင်နေလို့ပဲဖြစ်ပါတယ်။ကာရိုတီနိုက်နဲ့ဖလဗာနိုက်တို့ကျွဲဝါလို့မျက်စိကျန်းမာရေးနဲ့ကင်ဆာကာကွယ်နိုင်စွမ်းတို့မှာလည်းအကျိုးကျေးဇူးများတဲ့အရွက်ပဲဖြစ်ပါတယ်။နောက်တစ်မျိုးကတော့ strawberry ပါ။ strawberry ရင်းနှီးရဲရဲလေးတွေကအနံ့ရတာကောင်းတယ်လို့ဗီတာမင်နဲ့ဓာတ်ဆန်ပစ္စည်းတွေပါဝင်မှုများတဲ့အသီးတွေပဲဖြစ်ပါတယ်။သူ့မှာပါတဲ့အမြင့်တန်းတဲ့အာဟာရဓာတ်တွေကြောင့်နှလုံးရောဂါကင်ဆာရောဂါတွေကိုကာကွယ်ပေးပြီးတော့ကြောင်ရမှုရောကြစေတဲ့အာနိသင်တွေလည်းပါရှိပါတယ်။နောက်ထပ်တစ်မျိုးကတော့ဟင်းနုနယ်ပါ။သူ့မှာဗီတာမင် A, ဗီတာမင် C, ဗီတာမင် K နဲ့ဖိုလိတ်ဓာတ်ပါဝင်မှုမြင့်မာတဲ့အပြင်ဘီတာကယ်လိုရီကြောင့်လည်းကိုယ်ခံအားကိုကောင်းစေနိုင်ပါတယ်။အမြင့်အာရုံအတွက်ကောင်းတဲ့အစိမ်းရောင်အသီးရွက်တစ်မျိုးလည်းဖြစ်တာကြောင့်မကြစားသုံးသင့်တဲ့အစားအစာပဲဖြစ်ပါတယ်။နောက်ဆုံးတစ်မျိုးကတော့ကစွန်အိုပါနော်။ကစွန်အိုမှာဆိုရင်ဗီတာမင် A နဲ့ဗီတာမင် C ကျွဲဝပါတယ်။ဗီတာမင် B6 နဲ့ပိုတက်ဆီယမ်လည်းပါဝင်တယ်လို့အမြင့်ဓာတ်တွေပါဝင်မှုကလည်းမနည်းပါဘူး။ပိုတက်ဆီယမ်အပါအဝင်ဗီတာမင်နဲ့သတ္တုဓာတ်တွေကခန္ဓာကိုယ်ရဲ့ဆိုဒီယမ်ပမာဏကိုထိန်းညှိပေးပြီးတော့ကြောက်ကအပေါ်တက်ရောက်မှုလျော့နေအောင်ကူညီပေးပါတယ်။ဒီလိုဘေးကင်းပြီးတော့အာဟာရကျွဲဝါရဲ့အစာအသောက်တွေကိုနေ့စဉ်စားတော့ပေါ်အတွင်းထည့်သွင်းစားသုံးမယ်ဆိုရင်ကြောက်ကတင်မကဘဲနဲ့ခန္ဓာကိုယ်တစ်ခုလုံးအတွက်အကျိုးရှိစေမှာသိကြပါရဲ့နော်။